ကျွန်တော်တို့အခုဒီ Central World နာကဒီဟိုဟာ AR ဆိုတဲ့ House Restaurant ကိုလာနေဖြစ်ပါတယ် AR House ကဘယ်နားလေးမှာရှိရဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Central World နားလေးကဒါဒီမြောင်းနာပါအဲ့နားမှာရှိပါတယ် Central World နားလေးမှာရှိတဲ့ AR House လို့လည်းခေါ်တယ်နောက်ရွှေမီလန်းလို့လည်းခေါ်ပါတယ်ရွှေမီလန်းလို့ခေါ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီစားကန်နဲ့မြန်မာစားကန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ testing လုပ်မှာဖြစ်ပါတယ်โอเคဆက်လောက်တိုက်ပေးပါဦးကျွန်တော်တို့ခုရွှေမြေကသလုံးသမင်းရယ်ဒီတုံးကြော်ရယ်ပါလာပါတယ်ပြီးတော့လက်ဖက်ရည်ပုံမှန်တစ်ခွက်ရယ်ဒါကတော့ review ပေးတဲ့အတွက် juice လာကြရပါတယ်ကျွန်တော်တို့ဒီအရာဆိုင်လေးကိုဘိုကမကနေ5 star rating ပေးလိုက်မယ်ဆိုရင်အေးနှစ်ခွက်တဲ့ကြိတ်တစ်ခွက်လက်ကားတော့လို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ခုဟာကို testing ဆက်ဆန်းကြည့်ပါမယ်ကျွန်တော်သမင်းကိုမြန်မာပြည်ကစလုံးသမီးရရတာတိုင်းတစ်ဆင့်ထွက်တယ်ဒါပေမဲ့ဆန်ကနည်းနည်းလေးစီးရဲတစ်ခုကိုပွားပါတယ်ကျွန်တော်မြင်ကြည့်ကျွန်တော်ကကြတော့ကျွန်တော်တို့တန်ပေါက်ကစသားတွေရရတာလို့မျိုးကြောက်တာတယ်မနိုင်နေပိုင်းနဲ့ဆိုပြန်ထားရတယ်ချမောင်ကျော်လည်းပါတယ်သမင်းတစ်ခုကနည်းနည်းလေးအစီအစီဖြစ်တယ်တစ်ခုကဆက်တက်နေတယ်တူကြော်ပြီးကြည့်မယ်စီလေးနဲ့မိုက်တယ်တော့ဒါပေမဲ့အချင်းကတိတ်ရိုင်းအချင်းနဲ့ဆိုဘရောက်နေရရချင်းမှတော့ပို့ပြီးတော့ match ဖြစ်မယ်တော့ငားလို့ပြီးရင်ဘာသူပေးလို့အလကားရထားတယ်တော်ဘူးကြီးတောက်ကြည့်မယ်ဟုတ်ပါတယ်ဟုတ်မြန်မာ traditional tea တခုရှိပါတယ်အဲ့ဒါကကြတော့ကျွန်တော်တို့ဒီမှာတနင်္လာနေ့နဲ့တောက်ကြနေ့တွင်6နိုင်နဲ့8နိုင်ဆိုဘီယာတောက်မယ်ဆိုလို့ရှိရင်ပထမတစ်ခွက်ကိုစာရဲကြတဲ့ကိုရှင်းပေးရပြီးဒုတိယတစ်ခွက်ကိုတော့တပတ်ပဲရှင်းပေးရမှာဖြစ်ပါတယ်တတိယတစ်ခွက်ထပ်တောက်မယ်ဆိုရင်တော့အဲ့ပုံမှန်တန်းကြတဲ့ကိုရှင်းရမယ်ဇတုဒ္ဒတစ်ခွက်ဆိုရင်တော့တပတ်ပဲထပ်ရှင်းရမယ်ဒါတကယ်လို့မဟုတ်ဘူး8နိုင်ကျော်နောက်ပိုင်းတောက်ချင်တယ်ဆိုရင်တော့သူတို့တတ်မှတ်ထားတဲ့ rate ထဲနည်းနည်းလေး short ထားပါတယ်အဲ့ဒါ promotion လေးပေးနေတာပါအဲ့တော့တစ်ချက်တော့ try ဖို့တိုက်တွန်းပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုကိုအားပေးကြည့်ရှုခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် like and follow နဲ့ share လုပ်ပြီးမမိကြပါနဲ့ခင်ဗျာနောက်ဗီဒီယိုမှာဆက်တွေ့ကြပါမယ် see you guys